အသက်80အရွယ်အမျိုးသားတစ်ယောက်ကမတော်တဆသိရှိသွားတာကတော့မိန်းကလေးတဦးကိုကိုဝင်ရအောင်လုပ်တိုင်းသူ့အသက်9နှစ်လောက်ပြန်လည်ငယ်ရွယ်လာပြီးစစ်ရေးအင်အား100စတိုးလာတယ်ဆိုတာပါဒီအားသာချက်ကိုသိလိုက်ပြီးနောက်သူကစနစ်ရဲ့ဆုလက်တွေကိုလှုပ်ဆော်ဖို့စူးစမ်းတက်လာတယ်တလခွဲလောက်အတွင်းမှာပဲသူဟာအလွန်ငယ်ရွယ်ပြီးအင်အားကြီးမားတဲ့လူငယ်တစ်ယောက်ဖြစ်ပြောင်းလဲသွားပါတယ်အမှန်တော့သူဟာအခြားကမ္ဘာမှာအချိန်ဖြတ်ကျော်လာတဲ့လူတစ်ယောက်ဖြစ်ပြီးရှေးဟောင်းမျိုးစုခေတ်တစ်ခုတည်းကြားရောက်လာခဲ့သူပါသူစီမှာကိုဝင်စနစ်လို့ခေါ်တဲ့ထူးခြားစနစ်တစ်ခုနိုးထလာပြီးအင်အားရဖို့အဲ့ဒီစနစ်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းရမယ်ဆိုတာသိလာတဲ့စနစ်စုလက်တွေရလာတာနဲ့သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားကယုံကြည်မရအောင်တိုးတက်လာပြီးဘူးများတစ်ချက်နဲ့ကြားကိုလှမ်းပစ်နိုင်တဲ့အထိဖြစ်လာတယ်လက်မပါပဲနှိမ်ရာခြင်းလောက်အလေးချိန်ရှိတဲ့တားကောင်ကိုပါပစ်လွတ်နိုင်လာတယ်သူ့ရဲ့အင်အားကြီးမားမှုကြောင့်မျိုးစုတဲကလူတွေကသူ့ကိုနှက်တော်လို့တတ်မှတ်လာကြတယ်အစားအစာနဲ့လက်ဆောင်ပစ္စည်းတွေပေးအပ်ပြီးလေးစားကြတယ်မိန်းကလေးတွေကလည်းသူ့ပေါ်လေးစားချစ်ခင်မှုတိုးလာတယ်တနေ့မှာတော့အမျိုးသမီး2ယောက်ရဲ့ညီမလေး1ယောက်အမိတ်ခိုလုံလာတယ်သူမကိုခင်ပွန်းကအမြဲရိုက်နှက်နေခဲ့တာကြောင့်ထွက်ပြေးလာခဲ့တာပါသူကကူညီခြင်းပေမဲ့အဲ့ဒီအချိန်သူ့အင်အားနဲ့မလုံလောက်သေးတာကြောင့်စနစ်ကိုထပ်မံလှုပ်ဆော်ဖို့ဆုံးဖြတ်တယ်ထို့နောက်သူ့ရဲ့စွမ်းရည်ဟာထပ်မံတိုးတက်လာပြီးတရားပြစ်တရားမှန်လို့ခေါ်တဲ့အထူးလက်နက်ပြကျွမ်းကျင်မှုကိုရရှိလာတဲ့အဝေးဆုံးသားကောင်ကိုတော့တစ်ချက်တည်းနဲ့လဲချနိုင်လာတယ်ဒီအင်အားကြောင့်မျိုးစုထဲမှာထိတ်တန်းများပြည်သမားတယောက်ကစိန်ခေါ်ပြိုင်ပွဲ3ခုပြုလုပ်ဖို့တိုက်တွန်းတယ်ပထမပြိုင်ပွဲမှာဘသူကပထမဆုံးသားကောင်ကိုထိမှန်နိုင်မလဲဆိုတာစမ်းသပ်တယ်သူ့ရဲ့နီးဗျူဟာအသစ်ကြောင့်လူတိုင်းအံ့အားသင့်သွားတယ်